လာပါရှင်ဒီချက်စဉ်ပေးကကျေးဇူးပါတယ်ရှင်ဒီချက်ဒီနေ့ပြောစရာလေးအကြောင်းလေးရှိရပေါ့နော်အဲ့ဒါလေးကတော့ဒီချက်တို့ပေါ့နော်ခုဒီတင်တန်းမှာသားလေးနှစ်ယောက်ကပြောကြရပေါ့နော်ချင်းချင်းဒီနေ့ GS နဲ့ PS တောင်းပေါ့သူကကိုပိုင်ကျောင်းမှာတက်တယ်သူကအစိုးရကျောင်းမှာတက်တယ်ငါတို့ကိုပိုင်ကျောင်းကဘာဖြစ်တာငါတို့အစိုးရကျောင်းကဘာဖြစ်တာသူတို့ချင်းချင်းညင်းကြတယ်အဲ့ဒီအချိန်မှာဒီချက်ကအားလုံးကိုတိတ်ခိုင်းထားတယ်ကလေးတို့ခဏလေး GS ဆိုတာသိမှာပါအစိုးရကျောင်း PS ဆိုတာကိုပိုင်ကျောင်းကဲအဲ့နှစ်ခုမှာတားတို့တွေကညင်းကြတယ်ဟာ तू ကငါတို့ကကိုပိုင်ကျောင်းမှာတရုံငါဘာကောင်းတာ GS မှာကျတော့ငါတို့ကဘာကောင်းတာလို့ပြောကြတယ်အဓိကပြောချင်တာကကိုပိုင်ကျောင်းတက်တက်အစိုးရကျောင်းတက်တက်ဘာကတက်တက်ဒါတွေဒီနေ့အလုံးစုံမခဲ့ရစကားလေးတစ်ခွန်းနော်ဘာလဲဆိုတော့ကိုတိုင်းတင်ယူခြင်းစိတ်ရှိမှခလေးရတာဒါတို့သူတို့ရေးကိုတိုင်းတင်ယူခြင်းစိတ်မရှိရင်ဒါတို့သူရှာမှာမဟုတ်ဘူးโอเคဟာဟုတ်လားဒီချေဟုတ်တယ်တားတို့သမီးတို့ရဲ့အခုတွေ့မှာပါကိုပိုင်ကျောင်းမှာတက်ပြီးတော့9တန်း6တန်းရောက်ပြီးစာမရတဲ့သူတွေတပုံကြီးမြန်မာစာတော်မဖတ်တတ်တဲ့သူတပုံကြီးကဲအဲ့တိုင်းပဲစာရတဲ့သူကတော့တပုံကြီးအများကြီးပဲကဲဒါဆိုရင်အစိုးရကျောင်းမှာတက်ပြီးတော့စာရတဲ့သူတွေအများကြီးပဲစာမရတဲ့သူတွေအများကြီးပဲဘာကမှတက်တော့ဖုံကျောင်းနေရာကြီးပေါ့နော်အဲ့ဒါမှလည်းစာရတဲ့သူတွေတပုံကြီးစာမရတဲ့သူတွေတပုံကြီးပဲအဓိကကိုတိုင်းတင်ယူခြင်းစိတ်နဲ့အဲ့ဒါကွာဝါတာတောက်သူလို့ကြီးတောက်သူလို့ခုစနေနေ့2ရက်တက်တယ်အများကြီးရှိရတာနဲ့တောက်သူလို့လာပြစနေနေ့သူများတွေနားနေကြတယ်တောက်လို့မနာဘဲနဲ့တိချက်ရှိမှတပတ်ကို2ရက်1ရက်ကိုတနာရီခွဲ2နာရီနဲ့လာတက်တယ်ဒါဆိုတောက်သူလို့ဒီပညာကိုလက်ခံရရှိခြင်းလို့ကိုတိုင်းတင်ယူခြင်းလို့ဒီချက်ကိုပြောချင်တာမိဘဘလောက်ဒီချက်ကိုဘလောက်တင်ကလေးရစာမတင်ခြင်းဘူးမလိုက်နာဘူးဆိုရင်ဒီချက်ကိုတင်တဲ့စာရင်အလကားပဲဒါကြောင့်မလို့ဒီချက်ပြောတယ်ကြောင့်မလို့ဒီချက်ကဒီမှာပြောချင်တာကိုယ့်ရဲ့ပေါ့နော်တသမိမိတွေကိုမိဖေးကဘာပြောချင်တာလဲဆိုတော့ကိုပိုင်ချောင်းမိမိကကိုပိုင်ချောင်းကိုကထားရဲဆိုတောက်သူတို့ရေမိမိတို့ကကိုပိုင်ချောင်းထားရဲဆိုပတ်စံအများကြီးရှိလို့မဟုတ်ဘူးတောက်သူပညာရန်တိုးတက်စေချင်လို့တောက်သူတို့အဲ့မှာတေချာစူးစားပါပြီးတော့ကိုပိုင်ချောင်းမှာထားပြီးငါကိုပိုင်ချောင်းမှာထားပဲအဲ့လိုမျိုးကြီးမထားနဲ့တော့ဘာလဲဆိုတော့ကျူရှင်လေးပါလေးထားပြီးတော့ကိုယ့်ရဲ့ကလေးချင်းနဲ့ကြိုက်လေးပါလေးထားပေးပါလိမ့်ချင်အကြံပေးခြင်းအခုခေတ်ပညာရေးချင်းနေရနော်ဒီချက်ပြောထားတယ်โอเคနောက်တစ်ခုအစိုးရအကြောင်းမှာထားပြီးတော့မလင်ကကလေးရအစိုးရအကြောင်းမှာသွားချိန်တန်အောင်နဲ့မလုံနဲ့ကျူရှင်ထားကြိုက်တာအတန်းကြီးတိုင်းဒုက္ခရောက်ဘာကမှလည်းအဲ့တိုင်းပဲကိုယ့်ကလေးရဲ့ကျူရှင်တွေထားပေးရမယ်ကြိုက်ရထားပေးရမယ်နောက်တစ်ခုကျူရှင်တွေထားပြီဆိုရင်ဒီကလေးကဒီချက်ဒီကျူရှင်မှာတလားပဲတက်မယ်တက်ချင်တော့နောက်ကျူရှင်ပြောင်းပေးပြောတဲ့ခါကျကလေးစကားကိုလုံးဝကိုမယူနဲ့အဲ့ကလေးအဲ့ကျူရှင်မှာတက်နေလုံးထားပြီကိုတိုင်းကကျူရှင်ရေးပြီဆိုကွာတေးချကိုကရွှေအများကြီးရှိပါတယ်ဒါပေမဲ့ဒီချက်ပြောမယ်နော်အခုခေတ်ကဟိုပါပေါ့နော်နည်းနည်းလေးဈေးကိုနည်းရှော့လိုက်တာနော်ဈေးရှော့ရကျူရှင်ချက်ပြောမယ်နော်โอเคဈေးရှော့ပြီးတော့ကောင်းတဲ့ကျူရှင်တွေအများကြီးရှိသလိုဈေးကြီးပြီးတော့လည်းကောင်းတဲ့ကျူရှင်တွေအများကြီးရှိဈေးကြီးပြီးတော့မကောင်းတဲ့ကျူရှင်တွေအများကြီးရှိသလိုဈေးလျှော့ပြီးတော့မကောင်းကျူရှင်တွေအများကြီးရှိကိုယ့်ဘာကိုစဉ်းစားပြီးကိုယ့်ဘာကိုတွေးတော့ကိုယ်ခလေးရဲ့ပညာရေးပဲကိုရန်လောက်ကမှာအဲ့ဒါမိဘတယောက်တာပါပဲကိုယ်ခလေးကိုပညာတက်စေခြင်းပြောတာပါဒီပေါ့နော်ဒီပညာတက်စေခြင်းတဲ့ဒီမျိုးပေါ့နော်ကိုယ်ကအတန်းကြီးရဲ့ခါကျဒုက္ခမရောက်စေခြင်းတစ်ချက်အကြံပေးထားတာတစ်ချက်အကြံပြုချက်မိပါတယ်အရန်ချစ်လို့ပါကြောင့်မလို့ကိုပိုင်ကြောင့်တတာအစိုးရကြောင့်တတာဘာကထတာဘေးနာမှာကျူရှင်တို့ guide တို့တခြားထားပေးပါပြီးတော့ထားပေးပြီးရင်လေမိမိကသွားပြီးတော့ဆရာမကိုဆရာသွားမလုပ်ပါနဲ့သူ့မှာသူ့ plan တွေရှိပါတယ်ဒီချိန်မှာချက် plan ရှိချက်ကိုလာမမေးနဲ့ချက်မှာ plan ရှိအဲ့ plan တိုင်းခြေကိုတင်နေပါတယ်အဲ့တော့ဟာတရားဒါသွားမလုပ်နဲ့သွားလုပ်ရင်ဘယ်ဟာသူတို့ plan ကိုတော့ပဲရိုက်ချိုးလုံးဝမခံဘူးခလေးတွေဘယ်ဆရာမဆိုကိုခလေးကိုတော်စေခြင်းတက်စေခြင်းနဲ့ဆရာကြီးပဲဒီပေါ်နော်ညံ့ပါစီဆိုဆရာတရားမရှိဘူးဒါသူ့ရဲ့ဟို level လိုက်ပဲကွာသွားတာဒီချက်ဆိုချက်ကလေးကိုထက်တော်ကကိုတောင်ပိုတောင်သဘောကျပါသေးနေကိုမိဘလိုမျိုးပဲလေအမေဟဲချန်ငါသားလေးတော်လိုက်တာငါသမီးလေးတော်လိုက်တာအဲ့လိုမျိုးလေးပေါ့နော်စိတ်ထဲမှာဒါငါသားလေးပေါ့ဟဲ့အင်ဂျင်နီယာဖြစ်နေရလေကိုရီရင်တော့ကိုရီ10တန်းကိုရီတင်ခဲ့ကလေးရအင်ဂျင်နီယာဖြစ်တဲ့သမောငါသားတင်မောသားဟဲ့ဘယ်နိုင်ငံကိုသွားတာတိလားမလေးကိုကလေအများကြီးရှိကိုမိဖေလိုမျိုးဆရာမကြီးမှလည်းလေကြွားတာရှိကိုရီကပီတိစားတာပေါ့ကြွားတာပေါ့တကြောင်လို့ဒီချေကပြတာအားလုံးချစ်လို့ကိုရီးယားအခုအတိုင်းပဲ online မှာလည်းအမျိုး Zoom link ပြတ်တယ်
ပြီးတော့ online နေစာအုပ်တွေရွေးတော့မယ်ဆိုကိုယ့်ဘာကိုယ်တေချာချင်းချင်းပြီးရွေးပါဒီချက်လေချက်ရှိမှတက်ပါလို့ချက်မခေါ်ဘူးသဘောကျရင်တက်ချက်က view file နေမြင်ရလို့ပေးတယ်ချင်းနဲ့အကိုင်တက်အမကိုင်မတက်နဲ့ချက်ဆောက်ကအဆင်ပြေယူအဆင်မယူနဲ့ဈေးကြီးရများတယ်ပြောနဲ့ချက်ဒီအိမ်တွေကြိုက်တယ်ကြိုက်ရင်ဈေးကြီးတဲ့မဝယ်ဘူးလားဝယ်ရလေဒီအိမ်ဒီချက်ကြိုက်တယ်ဟာကြိုက်ရင်ဈေးကြီးတဲ့ဝယ်ရရေးကြီးရဈေးကြီးရများတယ်ဘောမထားနဲ့ဒီကကိုယ်သဘောကျဖို့ရေးကြီးကိုနားလေဖို့ကိုရှင်းဖို့အရေးကြီးဒီ view file ကကိုယ့်အတွက်ရှင်းတာရှင်းရင်ကိုဝယ်တာတန့်တယ်ဈေးပေါ်ဈေးကြီးရင်ပြောလို့တန့်တယ်ဒီချက်လိုက်အတိုင်းပဲငါဒီငါလာရငါဝစ်လိုက်တယ်ငါနဲ့တော်ပဲငါလာတယ်ဈေးကြီးလားတန့်တယ်โอเคရပြီဈေးပေါ်လည်းတန့်တယ်ဈေးကြီးလည်းတန့်တယ်အရေးကြီးอ่ะငါကြိုက်တယ်အကြိုက်ချင်းတော့မတူဘူးဒါကြောင့်မလို့ကိုတိုင်းချင့်ချင်းစဉ်းစားပါလို့ဒီချက်ကပြောခြင်းနဲ့ဘလို့လဲမေမေဖေဖေယူပါပြီးတော့ဆရာမလေးတွေလည်းအဲ့တိုင်းပါပဲရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်